ကိုယ့်ရဲ့ဖုန်းမှာဒီ Chrome browser လေးဖွင့်ပါဖွင့်ပြီးရင်ဒီ new tab လေးကိုဖွင့်ပါဖွင့်ပြီးရင်ကျွန်တော်တို့ဒီ Google URL ထဲမှာ payment.google.com လို့ရိုက်ထည့်ပါ payment မှာ S ပါပါတယ်ပြီးရင် payment.google.com ပြီးရင် enter လေးတစ်ချက်ခောက်လိုက်ပါဒါမျိုးလေး email ဝင်ခိုင်းမယ်ပေါ့နော်ကိုက email ဝင်ပြီးသားဆိုရင်တော့ဝင်စရာမလိုတော့ဘူးဒီ email ဝင်ပြီးတဲ့အဆင့်လေးဆက်လုပ်ရုံပါပဲကျွန်တော်ကတော့ email မဝင်ရသေးတော့ email လေးဝင်ပေးပါမယ်ဒီနေရာလေးရောက်မယ်ပေါ့နော်အဲ့ခါကျရင်ကျွန်တော်တို့ကဒီ screen ဘက်အပေါ်တောင်းကမြင်းချောင်းလေး၃ချောင်းကိုနှိပ်ပါပြီးရင်ဒီ setting လေးကိုနှိပ်ပါပြီး screen လေးကိုအောက်ဆုံးထိ scroll down ပြီးတော့ဒီ close payment profile ဆိုတာလေးကိုနှိပ်ပေးပါပြီးရင်ဒါကိုယ့်ရဲ့ email နဲ့ password ဖြည့်ပါမှာတော့ကျွန်တော် pass key ပေါ့နော်မိတ်ဆွေတို့ကတော့ကိုယ့်ရဲ့ email password ဖြည့်ပါဒါမျိုးလေးပေါ်လာပါမယ်ဒီကကျရင်အောက်လေးနည်းနည်း scroll down ပြီးတော့ဒီ option နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်ဒီနေရာမှာအောက်လေးနည်းနည်း scroll down ပြီးတော့ I don't want to give a reason ဆိုတာလေးနှိပ်ပြီးတော့ close payment profile ကိုနှိပ်လိုက်ပါဒါဆိုရင်ရပါပြီ payment profile အဟောင်းဖြတ်တာလေးရပါပြီ